အမတ်ကြီးဦးပေါ်ဦးနဲ့ပညာရှိအကြံအပိုင်း10တနေ့မှာတော့ဘိုးတော်ဗျာဘဒုံမင်းစီဟုနိုင်ငံခြားတန်တမန်တဦးကအလွန်တန်ဖိုးရှိလာတဲ့ပတ္တမြနှလုံးကိုဆက်တာလာပါတယ်ထူးခြားတာကအဲ့ဒီပတ္တမြနှလုံးဟာအရွယ်အစားအယောင်အသွေးနဲ့အသားတွေကအဆက်အပြောက်ကြီးအထိတတိယရတဲ့တူညီနေတာပါတန်တမန်ကဒီပတ္တမြနှလုံးထဲမှာတစ်လုံးကအဖိုးမဖြတ်နိုင်တဲ့ပတ္တမြအစစ်စစ်ပြီးနောက်တစ်လုံးကတော့အလွန်လက်ရမြောက်တဲ့ဖန်ပတ္တမြအတုဖြစ်ပါတယ်ဗျာဘသူကအစစ်ဘသူကအတုဆိုတာကိုမထိမကင်ပဲခွဲခြားပြနိုင်မလားလို့ပညာစမ်းလျှောက်တင်ပါတယ်နန်းတွင်းကကြောင်းမြတ်ကျွမ်းကျင်သူတွေလည်းတဏီကုံကြည့်ပေမဲ့လုံးဝခွဲမရချင်နေစဉ်ဥပေါ်ဦးကရှေ့ကိုထွက်လာပြီးလျှောက်တင်ပါတယ်မှန်လားပါဗျာကျွန်တော်မျိုးခွဲခြားပြပါမယ်ဒါပေမဲ့ဒီပတ္တမြနှလုံးကိုနန်းတော်အပြင်ဘက်ကနေဘူးထဲမှာခဏလောက်ထားပေးပါဗျာဘယင်ကြီးကခွင့်ပြုတာနဲ့ပတ္တမြနှလုံးကိုနေဘူးထဲမှာတနာရီလောက်ထားလိုက်ပါတယ်အချိန်စေ့တဲ့အခါဥပေါ်ဦးကပတ္တမြတွေနားကိုတွားပြီးတလုံးကိုညွန့်ပြကအရှင်မင်းကြီးဟောဒီလက်ရဘက်ကတလုံးဟာပတ္တမြအစစ်ဖြစ်ပြီးလက်ဝဲဘက်ကတလုံးဟာအတုဖြစ်ပါတယ်ဗျာလို့ရှောက်တင်လိုက်ပါတယ်တန်တမန်ကအံ့ဩသွားပြီးမထိဘဲနဲ့ဘလူလို့သိတာလဲလို့မေးတဲ့အခါဥပေါ်ဦးကရှင်းပြပါတယ်မှန်လားပါဗျာအစစ်ဆိုတာဘလောက်ပဲအပူဒဏ်ခံရသူ့ရဲ့မူလအေးဓာတ်ကိုထိန်းထားနိုင်ပါတယ်အတုဖြစ်တဲ့ဖန်ကတော့နေဘူးတန်ကြောင့်ချက်ချင်းပူလာပြီးရင်ကောင်းတွေတောင်မနားနိုင်ပါဘူးအခုကြည့်ပါလက်ရဘက်ကအစစ်ပေါ်မှာရင်ကောင်းလေးတွေနားနေပြီမဲ့အတုပေါ်မှာတော့အပူရှင်းကြောင့်ရင်ကောင်းတွေမနားနိုင်ကြပါဘူးဗျာဘယင်ကြီးနဲ့တန်တမန်တို့ဟာဥပေါ်ဦးရဲ့လက်တွေ့ကြလာတဲ့အကဲကညံကိုအလွန်ချီးကျူးကြပါတော့တယ်ဒီဇလန်းလေးကပေးတဲ့အသိပညာအစစ်နဲ့အတုခွဲခြားနည်းကအခက်အခဲတွန်းဟောအစမ်းသက်ခံရတဲ့အချိန်တွေမှာတည်ငြိမ်မှုရှိမရှိဆိုတာဟာအစစ်နဲ့အတုကိုခွဲခြားပေးတဲ့အကောင်းဆုံးအချက်ဖြစ်ပါတယ်လက်တွေ့ကြတော့တွေးခေါ်မှုသိပ္ပံနည်းညံ့အကျိုးကြောင့်ဆက်ဆက်တွေးခေါ်မှုဟာရှုပ်ထွေးတဲ့ပြဿနာတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ပါတယ်